ကျွန်တော်တွေနတ်စင်ရောက်ပြီဗျနတ်စင်ဆိုတော့ကောင်းလင်းစီနည်းနည်းလေးဆက်ပြီးတော့အောင်ပေါ့နော်โอเคပါဟိုတိုးကြီးတို့နေလင်းတို့ကိုအောင်လွင်တို့ဘယ်နာမှာဟုတ်ထိတ်မှာဟုတ်ဟိုမှာအုပ်လိုက်ယူသူပါသေးကောင်းလင်းမရှိဘူးအာလည်းနဲ့ချိန်နဲ့နာတော့ရောက်ပြီနော်။ပေါင်းလင်းရောက်နေပြီးတော့ပြောတယ်။ကျွန်တော်လည်းရောက်ပါပြီ။ပေါင်းလင်းနဲ့ချိန်နဲ့နာ။အဲ့ဒီလူမတွေ့သေးဘူးဖြစ်တယ်။ဘယ်ကဘာသွားထိုင်နေမလဲ။ဘယ်နောက်တော့စောင့်နေအဲ့လို။သူစာရေးထားတော့တကုံတရားပေါ့ဗျာကျွန်တော်ဒေတာခေါ်တော့ကလဝဲတရားပေါ့ရန်ကုန်ကတက်ပြီးတော့ကျွန်တော်တန်လင်ဘက်ကိုဆင်းမယ်ဆိုရင်စင်းစင်းချင်းပဲပဲချမ်းပါကြီးရွာနာမည်ကိုဆွဲပြီးပေးတာโอเคပါဆက်လိုက်ပါဦးဗျာဘုံမြင့်ကြီးပေါ့အုပ်လိုက်ကြီးမသွားပဲတပုံရိုင်နေကြတယ်ကောင်းလင်းတက်တော့မလာသေးဘူးတရားဟောင်းဟိုဘက်မှာရှိတယ်တရားဟောင်းရောတရားသေးရောဒါတော့မှတ်နေပေါ့ဟမ်လေWhat a wonderful world Sorry မယုံနောက်ကြအိမ်နားမှာစောင့်နေရတယ်သွားနေတယ်အဲ့ဒီနေ့နေနေဖွဲ့တယ်များဗျာဟိုဘက်မှာလည်းတအုပ်ကြီးပဲကျွန်တော်လည်းတအုပ်ကြီးပဲ Happy Okay ပါဗျနေလိုက်ပါဦးမယ်ဗျကိုကျွန်တော်ဥတီနေတာပြီးလက်ခတ်ပါမရောက်သေးပါဘူးမရစရင်စားမှာပေါ့နော်မစားလို့မရအောင်တုံးလုံးကျွန်တော်ဝိုင်းထိုးတော့မယ်ဟောထိုင်းဆိုင်နေလည်းတွေ့နိုင်လို့ ਨੇ စိတ်ကမတည်ငြိမ်ဘူးဖြစ်နေโอเคပါနေလိုက်ပါဦးမယ်ဗျဟိုးရှေ့ကိုလမ်းကြီးလိုက်ယူရကြနေကျွန်တော်ပြန်ညာအိုင်လန်ပြန်ရမှာအကြံပေတေးပြီးနေရအောင်မယ်အခုကကျွန်တော်ဒီဘက်ချုံးပါโอเคပါဆက်လိုက်ပါဦးမယ်ဗျသွားကတော့ဒီလမ်းလုံးဝဖုံးလမ်းဒီနေ့ကျွန်တော်နင်းနေ develop ဖြစ်လာဒီလမ်းကြောင်းကျွန်တော်မကြတင်ဦးပါတယ်ထူပြီးပြောနေကြမလို့အောင်အဲလမ်းဟောင်းဖယ်ထားတဲ့တုံးဒီလမ်းတက်ကြခင်းထားတယ်ဒါမှပြက်နေအောင်မယ်ဒီနေ့လူကဘယ်လောက်ပြီလဲနှစ်ကပါတယ်2 4 6 8 10ရောက်တော့ရှိမယ်ဗျဒီနေ့ပုံများသွားပြီ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
17ရောက်ဒီနေ့17ရောက်ဗျပြီးခဲ့တဲ့ခေါက်ထောင်ပူများလာသေးတယ်ဖျား 这啥也没收的，收的不好啊呀，对对对，新鲜的，收新鲜的多了呀。
ပါကျွန်တော်တန်လင်းနဲ့ရောက်နေပါတော့ကျွန်တော် BNN နဲ့လာတဲ့ခေါက်တွေတော့ဒီနားဆိုင်မှာထိုင်ခဲ့ရသေးတယ်ဗျသူတို့အဲ့ဆိုင်ကပိတ်သွားပြီပေါ့နော်အဲ့တော့ဆွဲလိုက်ပါဦးဗျ别是给我敲钱了，别要啊！ဘီစကစ်မနဲ့ချက်敲钱，ဘီစကစ်6ဘာမှမစားဘဲနင်းနေရကောင်အားမနာဘူးဘီစကစ်6ချက်ပျောက်တော့လိုက်ပါအာပြောတယ်စင်းမိပြန်တက်မှာလို့ 好嘞你，那个钱， ငါသိတယ်ငါဒီတန်လင်းเจ้าငါကောင်းကောင်းသိတယ်ဘိုသိန်းဆိုင်ပြောင်းလားဘိုသိန်းဒီကခရမ်းနဲ့ဒီကျွန်တော်တို့ကြောက်တန်းတန်လင်းလမ်းစုံပေါ့နော်โอเคပါဆက်လိုက်ပါဦးဗျာတော့ဂျီပါညာဖြစ်ပါလေရငါရှောင်းတယ်လေငါပါရင်းကြလို့ရှောင်းကျွန်တော်တို့ဘာလို့နဲ့ကျွန်တော်ကြောက်တန်းမြို့ကိုရောက်ခဲ့ပါပြီလို့多少钱没交了？ ကျွန်တော်ကြောက်တန်းဟောကျွန်တော်ကြောက်တန်းတိတိကျကျမရိုက်ဖြစ်ရတကယ်သူတို့နဲ့လိုက်မှကျွန်တော်ရိုက်ဖြစ်တာပုံမှန်ဆိုကျွန်တော်ဖြတ်ဒီကနေရွှီဆိုဖြတ်သွားတာလေဟိုဒီခါမှပဲအဲ့လိုပေါ့ဘာညာရောကြောက်တန်းခုနကဝင်ရင်ကိုပဲပြန်ထောက်ပါပြီโอเคပါကျွန်တော်ဒီကသွားလို့ရှိရင်ဒါတရားမျိုးထိရောက်တယ်တရားမျိုးဗျာကြာသိတယ်လို့သိတယ်ဗောနော်တရားမျိုးပေါ့โอเคပါနေလိုက်ပါအောင်မယ်ကျွန်တော်ရေလဲတော့မသွားတော့ဘူးဗျကျွန်တော်တွေ့နေရတာဒီတစ်ခါဖះကြောင်းရဲ့ဒါမဲတော်ကြောင်းလို့ခေါ်မှာသူတို့ခေါ်ပေါ့နော်မဲတော်ကြောင်းပေါ့မဲတော်ကြောင်းဆိုအဲ့မှာစုတွေပါတောင်းကြတယ်ဗျာအေးဒီထဲဖြောက်အောင်ဝင်ကြံနေရတယ်ပွဲဖះစီလိုက်ခဲ့မယ်တော့တော့ဒီအဝင်ဝါမှာတောက်လျှောက်ကဈေးဆိုင်နားနေရှိတယ်ဟိုဘက်ကစပိန်ဆိုင်ကယ်ပဲတော်တယ်အခုကားတွေပါသွားနေတယ်ကြက်ကားလမ်းပေါက်သွားတယ်ကျွန်တော်ပြမယ်ဟုတ်လားကြက်ကားလမ်းပေါက်သွားနေတယ်လေโอเคပါဒီအလဲရတွေ့ရတဲ့လိမ္မော်ရောင်အမိုးနဲ့ယုံอ่ะအဲ့ဒါသမင်းကျွေးတဲ့ယုံပေါ့နော်ယုံပြီးမှသွားတယ်လောတဲ့နောက်ကယုံတာပြောတယ်မဲတော်ဆိုတဲ့နေရာကိုသွားလိုက်လက်ဖေးဆိုင်တွေပါဖြစ်လာတယ်အဲ့ဒီမှာဒါကြီးอ่ะโอเคပါဆက်လိုက်ပါဦးဗျာအယူစားရတော့အိမ်ဒီကားလိုချင်ဒီလိုအိမ်ဒီကားလေးတွေလှူပေးရတယ်ဗောနော်လှူတဲ့နေရာရှိတယ်ဗောဗျာဒါသူတို့အယူစားပါဗျာတက်မှာချို့ကလည်းတကယ်ရတယ်ပြောတော့ဘာညာလဲဘုဒ္ဓကိုစမဲရထားခဲ့လိုက်
ဒီ900ပါဗျာ မပေးနိုင်ဘူးဗျာ 900ပါဗျာလို့ဘုရား ဘယ်ဘလို့မှန်းတော့မမှတ်မိရောကြောက်တန်းလားပါအဲ့တော့3ယောက်ထင်တယ်ဟောမဟုတ်4မောင်မှပါတယ်သူတို့ရဒီချိန်ကပကံသတိရပါပကံနဲ့သူမိမသတိရပါဒါကြောင့်ဒီမေရောကျောင်းရဲ့နောက်တဲ့ထဲမှာရှိတယ်ဗောနော်ဒီမှာဆိုအိမ်ကြီးကားတွေချိန်ထားတယ်ဒါကျွန်တော်အိမ်စုပန်တာပါလို့အဲ့လိုမျိုးယုံကြည်မှုပေါ့ဗျာရိုးရယုံကြည်မှုပေါ့ညောင်းမင်းမဟုတ်ဗျညောင်းမင်းညောင်းနဲ့ပါနဲ့ရောတယ်ဒါဆိုညောင်းရွက်ဗျာဒါညောင်းရွက်တွေဒါကညောင်းရွက်မဟုတ်ညောင်းနဲ့ပါနဲ့ရောတမာနဲ့ရောနေတာညောင်းတမာဖြစ်နေโอเคပါโอเคပါမဲရောကျောင်းပါတော့မဲရောကျောင်းရဲ့ဒီတော်ဝဲရောင်းတဲ့ဘေးနားလေးရပဲကျွန်တော်တို့ဝင်သွားလို့ရှိရင်မှထိုင်းရတာကွန်တန်ထိုင်းရတော့ရှင်းတယ်ဆိုလိုက်ပို့ပေးရကိုသိခဏဟေးပါโอเคရောနည်းနည်းအောင်ရကျွန်တော်ရိုးရှင်းတော့ကားကြီးကဆောရတာဆောရကိုတက်လို့ရလားချက်နေသွားတာမှနေပေးတာမှနေကြည့်ကောင်းလေးဟိုးဒီလိုမျိုးတော့ထောင်းလာကြမယ်နော်မင်းတို့ကျုံးကြည့်တာအောင်လို့ဟိုဒီအဲ့လိုမတည့်ရဘူးဟိုးနောက်ပတ်လို့တော့ဘူးလို့တော့ဘာငါအဲ့ဒါဘယ်လိုလုပ်မှန်းမရဘူးအစီရင်းနဲ့ဆိုရင်နော်အစီရင်းနဲ့ဆိုတော့တော်တော်ကြီးပါကျွန်တော်လေကားမှာ2ခုရှိတယ်ဗောနော်တယောက်ကတောက်ဝါဟောက်ရင်းတောင်လို့ခေါ်တယ်အပေါ်ဟောက်ရင်းဆွဲလို့ခေါ်တာဗောဟိုးပေါ်မှာထမ်းရေထုတ်တာလဲဒါပြောလို့ပညာသားပါတယ်ဗျဟိုကျွမ်းကျင်သူအဆင့်လောက်ပဲဗောနော်သူကထဘူးကိုဖရေထုတ်ဖို့အတွက်ကိုတီးပြီးတော့ပုံစံဖော်ရသေးတာဟုတ်တော်တက်တီးနေတော့မရဘူးဗျာနည်းနည်းကအဖိုးမလားမပဲလားဟမ်ဒီကောင်ဂေးပင်ဟိုကအဖိုးပဲဆိုအချောင်းနေတယ်လေအမဆိုတော့အတီးပြီးတဲ့နေရာနေပြီးတော့အဖိုးပင်ရုပ်ကအောင်ကြထမ်းကြအောင်မကြထမရဟုတ်တယ်ဂေးပင်ဘောဖလက်ပင်ခဏတော့ဗျာမပဲလုံးဆောင်တင်နေပါပဲရှေ့2ရက်ရှေ့2ရက်ကဒီမှာဒီဆရာကြီး2ရက်စားသွားတယ်နောက်2ရက်ဟိုကောင်စားသွားတယ်ဒီနေ့ကျန်10ရက်လုံးမနေရငါရက်ဆွဲစားအောင်ငါပါမို့လဲ6ရက်ပဲနေရဖွင့်ထားတာလေဖမ်းထားတာလေအိတ်ကြည့်ရမဟုတ်ဘူးဟာဒီနေ့တကြံကိုလုံးဝနှမျောတယ်ကြည့်ကြည့်မကြည့်ကြည့်ကွာအဲ့မနေဒီနေ့တကြံကိုကိုက
မိမနဲ့ဟိုဟာဖြစ်သွားလိုက်လိုက်သွားလိုက် ဟမ် လိုက်သွားလိုက်တယ် သူကလုံးဝ အဲ့တနေ့ဒီမှာလည်းပါတယ်ဟုတ်တယ်ကျွာရီဘက်မှာဒီဟာတိုင်းမှာချင်းတချို့ပြီးထင်းရရတယ် ကဲဓမင်းစားဖို့မခေါင်းလုံးတီးနေပြီ ဟာ ဒီတီးနေခေါင်းလောက် ပြင်90လမ်း ခုနကားကြီးတွေသွားတွေ့တယ်နေရတော့ပူပြီပေါ့ကဲကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ဗျပြန်လိုက်ပါဦးမယ်တိုင်းစစ်တောင်းမယ်ဆိုစိတ်ကူးနဲ့လာရင်တော့မလာပါနဲ့မကောင်းပါဘူး အဲ့လိုပြောနေငါလို့တယ်မှာနိမလို့ တကယ်မကောင်းပါဘူးโอเคပါပြန်လိုက်ပါဦးမယ် ပါစနေတကူရောက်ရင် ဒီနောက်ကလမ်းရထွက်လို့ရတယ်တလား အဲ့လိုမြင်လာတယ်ကျွန်တော်ကိုနှစ်ယောက်ကဟိုမှာသွားနေ တော့ဗော ဒီနောက်လမ်းပဲလမ်းဆို ဒီမှာမြင်နေလမ်းလေးရှိတယ် ခုနအာကြီး โอเคပါကျွန်တော်တို့တွေထမင်းစားဖို့ထွက်လာပြီကျွန်တော်အဲ့တော့တက်ဆောင်မယ်ပေါ့နော်အိုးဒီလက်ခါကအမြဲတမ်းထမင်းကျွေးတယ်ဗျဒီဘက်ကလဲခွန်းနေတယ်သူ့အပိုင်လေးပဲပေါ့နော်အခုကကျွန်တော်တက်လာမယ်ဒီကအစောကြီးထက်ချက်ရတယ်တူတယ်ဒီကုန်းတန်းတော့ကြံခဲ့မယ် တက်လူပြလာတော့အကုန်ရောလား မန်ပါပါပါ ကဲတက်လို့တမင်စားမယ်ဗျဘလို့ကတော့ရှင်းတယ်လွတ်တဲ့နေရာဝင်ထိုင်မယ်နေရာရှာလာအောင်မယ် အဲ့ရပါဘူးပဲ ထမင်းလား ရရ ဟာ ဒီဝင်ရတာဒါ ထမင်းတို့တဲဆောင်ကြည့်နေတိုင်းမို့တိတ်ထတယ်တပြိုင်တည်း၄ဦးလောက်တဲတာပင်းပမာချက်လည်းတော့မသိဘူးဒါပေမဲ့ပင်းအိုးတွေကိုကျွန်တော်တွေ့တယ်ပင်းအိုးโอเคပါကျွန်တော်လူချင်းလာမှာဗျမြန်မာ2ယောက်ကြံသေးတယ်နေရာပြန်ပေးရမယ်ဗျပုတ်တင်အခုတရားကြရညနေကတော့ဒါထမင်းစားဆောင်ပေါ့နော်ထမင်းစားဆောင်ရဲ့ဖေးမှာပဲဒါဘာတော့ကြောင်းရှိရဗျဒီဟာလည်းလူများတာပဲဟော
ဟုတ်ထွက်လာပြီဗျဒီဘက်လမ်းလေးပဲသွားမလဲကားလမ်းပေါ်ရောက်တယ် Popularize everywhere အဲ့ဒါကျန် ထဲဆိုင်ပြန်ရောက်တယ်ဘယ်ရောက်လဲဆိုတော့ Okay ပါကျွန်တော်ဆက်လိုက်ပါမယ်ဗျကျွန်တော်ငကိုဒီလမ်းကိုတာဘူးတယ်ဗျကျွန်တော်ဘလော့မှာလည်းရှိမယ်နဲ့တူပါတယ်အဲ့တော့ဒီလမ်းလေးကဆိုင်ကယ်တစ်စီးအဲ့လိုမျိုးတွားလို့ရတယ်နှစ်ပေဝန်းကျင်လမ်းလေးပဲရှိတာပါနော်ဘောတော့အကျယ်ကြီးပြောသွားအဲ့တော့လေကောင်းပါလေဗျာဒဘလော့ဖြစ်သွားတော့နေကန်အတွက်အဆင်ပြေတော့ဗျာ ဟိုငါတင်ကဟိုဘက်ချမ်းလို့ ညနေကားလေးနဲ့ကိုယ်ပြီးတက်လိုက်အဲ့ဒါရောက်တော့ပါပြီဆက်လိုက်ပါဦးမယ် ဆိုင်ရှင် ဟာအရင်တော့လမ်းအဲ့လိုပုံစံမျိုးလေးတွေသူ့ရဲ့ကွန်ကရစ်လမ်းလေးကြားလားအတန်ကြားလားတကူဆိုတာအဲ့ဟောငှက်ရငှက်ခေါ်ထားတဲ့ဇွတ်တန်ဇွတ်ငှက်ငှက်ဆိုကျွန်တော်ကလေဇီဝဇွတ်ငှက်အတိုက်ထုတ်တဲ့အိမ်တွေကိုပြောတာရန်ကုန်တော့ဝိုင်းမှာနောက်ပိုင်းအဲ့လိုဟာအများကြီးဖြစ်လာပြီโอเคပါလမ်းတော့ပြန်ပြင်တဲ့ပုံစံပဲအရှိပါကျွန်တော်တီလောကလမ်းဆုံးပြန်ရောက်လို့လာရအခုတော့ကလဝဲဘက်ကတက်မလို့ပဲဒါပေမဲ့ကျွန်တော်မျိုးတဲ့ဘက်ကဓာဟောင်းပေးတက်တယ်ဆိုတော့ကျွန်တော်ဓာဟောင်းဘက်ကပဲပြန်လိုက်တော့မယ်ဗျအဲ့ဒါရောက်ဆွဲလိုက်ပါဦးမယ်ကျွန်တော်ကြောက်တန်းကိုထားခဲ့ပြီးတော့တန်လင်းနဲ့ဝင်လာပြီပေါ့ဗျာโอเคပါဆွဲလိုက်ပါဦးမယ်ဗျဒီမှာဒါဇောင်းနှမ်းရှိတယ်ဗျာဒီမှာတက်လေကားရှိတယ်တက်လေကားတရားတစ်ခါတက်မှ9ရောက်ပဲတက်လို့ရဆိုကျွန်တော်ဒီမှာလမ်းလျှောက်ပြီးတက်တယ်ဗျဇောင်းနှမ်းဆိုရင်လေကားပိုစိတ်လို့ကျွန်တော်ကျဲကြီးတယ်လို့ကျဲကြီးအဲ့လိုကျဲကြီးတယ်တက်လာတက်လေကားနေတက်လာပြီဆိုတာနဲ့ဝါးဆိုကျွန်တော်တွေ့ရပါပြီအောက်ထုံးမပါမျက်စိကျိန်းတာ啊，咱们你谁了？ဘာအဲ့ဒါရှိရဆွဲချတယ်မလို့နော်။ညာနည်းနည်းအဲ့ဒါရှိအဲ့ဒါကြီးလို့နေမယ်သူအနေရှိမဝင်တော့လို့အဲ့အထက်မှာတော့ဖွင့်တာအဲ့ဒါလားကွဲထွက်သွားဟုတ်တယ်ဒီမှာနှစ်ချမ်းကွဲနေတာဒီမှာလေအာမအောက်ကိုပဲတွေ့တာအောက်ကဒီမှာဒီဘက်ကိုအဲ့လိုဖြစ်တယ်ကျုံနေရပြီကွာလို့ရိုက်ဒါကြောင့် national ပေါ့နော်ဆတ်ဆိုးတော့ national အုပ်ကူလောင်းသမားလေး AR မြကန်ကလောင်းသမားလေးဖုန်းနဲ့ဖြစ်သွားပြီဗျာအားတွေကုန် national ကိုကျွန်တော်ဝင်ကြည့်လို့တော့မရဘူးပိတ်ထားတယ်ဆိုတော့ဒီဘောကပဲကြည့်လို့ရဒီနေရာရောက်ရင်တော့ resolution ကျသွားပြီဗျာကျွန်တော်ဖုန်းနဲ့ရိုက်လာမှာပေါ့နော်ကင်မရာကတော့အားနေသွားပြီဟိုဘက်ထရီအားနေသွားလို့ပါဒါကျွန်တော်တို့ national အုပ်ကူပေါ့နော်ဒါဂွေးသေးဘလို့ဖြစ်နေအောင်တော့ဘာတိတိကွာဟုတ်တယ်ဂွေးပင်ရလားဂွေးပင်ရဟပ်လို့ဒီမှာဗျဒီအပေါ်ဟောက်ပြောတယ်မှာဂွေးသီးလေးတန်းနေအဲ့ဂွေးသီးလားမေးတာ
ဒီ national အောက်ကိုကြည့်နေတဲ့ကိုယ်ကနေကျွန်တော်မေးပါတယ် national ဘယ်လိုတည်ရလဲတဲ့အဲ့မှာ national တည်တဲ့ပုံက2မျိုးရှိတယ်2မျိုးဖြစ်နေတယ်ပေါ့နော်စာအုပ်တွေတော်တော်များများမှာရေးထားတာက national ကိုတစုထိုးပြီးတက်တယ်ဒါပေမဲ့တချို့တွေပြောတဲ့ပုံကြီးပေါ့နော်national ကမင်းကြီးမင်းသားဖြစ်တဲ့အတွက်သူ့ကိုခေါင်းဖြတ်တက်တယ်သူနဲ့ပူပေါင်းကြံစည်တဲ့ငစင်ကားခေါ် Depredator ကိုကြတော့တစုထိုးတက်တယ်အဲ့လိုလည်းပြောထားသေးတယ်ဗတိပြန်လဲသွားပြီ real life ပေါ့ဗျာဒါဆိုကျွန်တော်ပဲကြံတော့တယ်ကျွန်တော်တိုးရည်နေကြားဘူးလို့မလားတော်ပြီတိုးကြီးပြောတာတော့ဒီမှာဝင်ကြီးပရိသတ်ရစားရဲ့အုပ်ကူလည်းရှိရလို့ပြောတယ်ပေါ့နော်ကျွန်တော်ဝင်ကြည့်လို့မရတော့အပြင်ရပဲကြည့်လိုက်ပါတယ်ဗျဒီမှာလေဒီအလဲနေရာလေးကကျွန်တော်ဝင်ကြီးပရိသတ်ရစားရဲ့အုပ်ကူလို့ပြောတယ်ဗျာကျွန်တော်တက်လို့တော့မရအောင်နဲ့တူတယ်မရအောင်ဆိုကျွန်တော်အပြင်ရပဲရိုက်ပြလိုက်တယ်ပေါ့နော်ဒီဝင်ကြီးပရိသတ်ရစားကျွန်တော်တို့အင်းဝမှာဖန်ခံရတာပေါ့နော်အင်းဝမှာကျွန်တော်အင်းဝပြတ်တဲ့အချိန်ပါပေါ့နော်အင်းဝပြတ်တာလည်းဒီမွန်ပြင်းတွေဝင်တိုက်တဲ့အချိန်ပေါ့အားရနေပြီးတော့သူအင်းဝနေပြီးတော့ပကိုးကိုဖန်ခံလာပြီးတော့ပကိုးမှာသူ့ကိုနေရာတစ်ခုပေးထားတယ်ပေါ့ဗျာသူရဲ့ဂုံသတင်းကြောင်းပေါ့ဒါပေမဲ့သူကဘယင်ဘောသစ္စာရှိတာကြောင့်ဘယင်ငတ်နေသူလည်းအငတ်နေမယ်ဆိုပြီးတော့ဆန္ဒပြရနေပြီးတော့အာဟာရပြတ်ပြီးတော့ကွယ်လွန်သွားတာပေါ့သူကွယ်လွန်တာကတော့ဒီဟိုဟာမှာပေါ့ပကိုးမှာကွယ်လွန်တာဒါပေမဲ့သူ့ကိုဂုံပြူပြီးတော့သူစားခဲ့တဲ့မျိုးဖြစ်တဲ့ဒီတန်လျင်မှာသူ့ရဲ့ memory ရပေါ့နော်ဒီအုပ်ကူဒီနာ national အုပ်ကူနဲ့မနီးမွေးမှာပဲစောက်ထားပြီးတယ်ဗျအဘောတက်သွားလေအဘောတက်လို့ရကျောင်းတန်လင်းကိုနှုတ်ဆက်ရဒီမှာတော့တရားပေါ့ဗျာရှင်းပါစစ်သေးကိစ္စဆိုတော့ပြိလိုက်ပါဦးမယ်ကျွန်တော်ဟိုဘက်ကတရားအစ်စ်ပေါ့ဗျာဒီဘက်ကတော့တရားအမှတ်1တရားပေါ့တရားဟောင်းလို့ပြောမလားပုံမှန်ဆိုတော့တက်လို့မရဘူးဗျာအခုသဘောတွေကောင်းရင်ပေးတက်တယ်ကျွန်တော်တက်လိုက်ပါဦးမယ်ဗျာဆဲလိုက်ပါဦးမယ်ရုပ်အိုးမဖြူဖြူလေးတွေ့နေတာကလဝတရာကျွန်တော်မနက်ကဖြတ်တယ်တာပေါ့နော်ပြီးတော့ကျွန်တော်တန်လင်းဟောတန်လင်းတရားဟုတ်ပါဘူးအေးတန်လင်းတရားအမှတ်1တော့အရက်ခေါ်ကြတညင်ပေါ့ဗျာတညင်တရားအမှတ်1ပေါ့ရောက်နေဖြစ်ပါတယ်နေလိုက်ပါဦးမဗျာကျူးကြီးပါပါဆန်ပေါ်ဆန်းမွေးလားဆန်နေတမင်းနေလားလို့ကျွန်တော်ကောင်းလင်းတို့ဖွဲ့ပါနော်ကောင်းလင်းကိုလင်းဆိုတော့နေလင်းတို့ကဒီဘက်ချမ်းသွားမှာပါကျွန်တော်တို့ကတော့ဘက်ကသွားမှာပါကျွန်တော်လားတောင်ထွက်နေပြီရโอเคပါကားထွက်လာတဲ့စားရညမန်နဲ့လူနဲ့မလိုက်ဖက်တာပါကျွန်တော်ရုပ်ခွင့်โอเคပါထိန်ကြနေတယ်ဒီနေရာငကိုတော့ငကိုကအခုလည်းရှိပါတယ်ဘိုးလင်းနဲ့ဝါတာဘုံနဲ့ပေါ့ဗျာဒီနေရာ recreation center တွေရှိတဲ့နေရာဘိုးလင်းကမြန်မာနိုင်ငံမှာတိတ်ပြီးတော့လူကြိုက်မများအောင်နဲ့ပြီးတော့โอเคပါဆက်လိုက်ပါဦးဗျာဂျပန်တရားလို့ခေါ်တာပေါ့နော်ဂျပန်နေလူရမ်းခဲ့တာဂျပန်ပြည်သူတွေလည်းလူတော့ဗျာပုံမှန်တရားဟောင်းညာသေးလို့မျိုးလုပ်လိုက်တယ်အဲ့တော့ဆင်းလိုက်ပါဦးဗျာ
ကန်တော်ရင်ဖြောစင်ဂျိုးပဲချမ်းပါနော်ကျွန်တော်ရင်တော့ရန်ကုန်မှာပွဲလုပ်တယ်ဆိုလို့ရှိရင်အများသောအားဖြင့်ဒီဘက်ကနေပြီးတော့ဒီကန်တော်ကြီးကို2ပတ်ခိုင်းရန်3ပတ်အဲ့လိုပတ်တာပေါ့နော်အဲ့လိုမျိုးတွေရှိခဲ့ဦးပါတယ်ပြီးတော့မရှိတော့ပါဘူးနေလိုက်ပါဦးမယ်ကျွန်တော်မနေ့ကတော့ပြောသေးတယ်ဘိုးချုပ်ကြီးကိုကျွန်တော်ပြောတဲ့ဘိုးချုပ်ကြီးဆိုတာဒီဟာဗျညနေဘက်တော့လူနည်းနည်းပါတယ်ပေါ့နော်ဒါပေမဲ့ညာဘက်ဆိုရင်တော့တက်တောင်ရတဲ့လူတွေအပြည့်ပဲမနေ့ကဆိုဒီလမ်းစပိန်သမားတွေပြည့်ကျက်ညံ့နေတာပဲကျွန်တော်တရက်တော့လာခဲ့ပေးပါမယ်အဲ့တော့ဆက်လိုက်ပါဦးမဗျဒီဘလော်လေးတကယ်ပြောရဆိုကျွန်တော်နီးနားပဲပေါ့နော်တန်လင်ဘက်ကိုကူးတယ်ပြီးလက်ခတ်သွားတယ်ပြီးတော့ဒီလက်ခတ်မှာနေလဲတာစားတယ်ပြီးတော့အချိုရည်တောက်တယ်ပြီးတော့ပြန်တယ်ပေါ့ဗျာသက်မှာဘာပြောဒီနေ့ကျွန်တော်တို့လိုက်ပါပေးခဲ့တဲ့လူရောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဘာတင်နေကျွန်တော်ကြည်ပေးတဲ့လူရောက်စီတိုင်းကျေးဇူးတင်တယ်မနေ့ကကျွန်တော်ကလဝဲတောင်းမှာနှုတ်ဆက်တဲ့ဦးလေးတို့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်သတိမထားမိဘူးနောက်ပိုင်းကျွန်တော်လမ်းမှာနှုတ်ဆက်လူရဲများလာအဲ့တော့လည်းအများကြီး appreciate ဖြစ်ပါကြအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အားလုံးအများကြီးကျေးဇူးတင်ပါတယ်လို့အားလုံးငါရှိသောနေ့လေးကိုပတ်စံနေရပါစေကျွန်တော် channel လေးကနေလဲမှာ